ဆေးဝါးအယောင်ကိုယ်စားလှယ်ဒါမှမဟုတ် MR ဆိုတာဆေးကုမ္ပဏီတွေရဲ့အယောင်ဝန်ထမ်းတွေဖြစ်ပါတယ်။သူတို့ရဲ့အဓိကအလုပ်ကဆရာဝန်တွေစီတွားရောက်ပြီးကိုယ့်ကုမ္ပဏီကထုတ်တဲ့ဆေးတွေကိုညွှန်းပေးဖို့ဖြစ်ပါတယ်။ဒီအလုပ်ကပစ္စည်းကိုဓာတ်ရိုက်ရောင်းတာမျိုးမဟုတ်ပဲဆရာဝန်တွေကလူနာတွေကိုဆေးစာရေးပေးတဲ့အခါကိုယ့်ဆေးကိုရွေးချယ်လာအောင်စီးရုံးရတာမျိုးပါ။ဒါပေမဲ့ဆေးစည်းနှုန်းတွေကိုအစိုးရကသတ်မှတ်ထားတာကြောင့်ဈေးလျှော့ပြီးရှင်ပြိုင်ဘူးဆိုတာမလွယ်ကူပါဘူး။ ဆေးဝါးအယောင်ကိုစားလက်ကြောက်ရှင်တဲ့အရှိကိတာကာယာကတော့မနက်၈နာရီမှအိယာထားပါတယ်။ကြောက်ထားဘွားကစီးဝါးရေးလုပ်ငန်းရှင်ဖြစ်အရေးပြခံခဲ့မှုပေမဲ့အခုတော့ကျန်းမာရေးအတွက်9နာရီပြည့်အောင်အိတ်လေးရှိပါတယ်။အဲ့ဒီမှာအင်ကနေ online ကတဆင့်အယောင်စီးဝေးတက်ရပါတယ်။လာကွန်ဖို့9ရက်ပဲလို့တော့ပေမဲ့ရီမန်းချက်ရဲ့15ရာခိုင်နှုန်းပဲပြည့်သေးတဲ့အတွက်အထက်လူကြီးကစိုးရိမ်နေပေမဲ့သူကတော့အေးအေးဆေးဆေးပါပဲ အစည်းအဝေးပြီးတာနဲ့မှတ်တမ်းတွေကိုချက်ချင်းဆိုသလိုသူကပေးပို့နိုင်ပါတယ်။ဒါကတော့ဉာဏ်ရည်တုနည်းပညာကိုအထုံးချပြီးအလုပ်လုပ်တတ်တာကြောင့်ဖြစ်ပါတယ်။နည်းပညာသစ်တွေကအစည်းအဝေးထက်မှာပြောသမျှကိုအလိုအလောက်မှတ်သားပေးပြီးအနှစ်ချုပ်ကိုပါထုတ်ပေးနိုင်ပါတယ်။ဒါကြောင့်သူဟာအချိန်တွေကိုအကျိုးရှိရှိအသုံးချနိုင်ပြီးကျန်တဲ့အချိန်မှာအယောင်ကိန်းကနန်းတွေကိုစစ်ဆေးတာနဲ့အပြင်ထွက်ဖို့ပြင်ဆင်တာတွေကိုလုပ်နိုင်ပါတယ်။ ဆေးရုံကိုသွားတဲ့အခါလူနာတွေနဲ့အလုပ်များနေတဲ့ဆရာဝန်တွေစီကအချိန်ရဖို့ဆိုတာမလွယ်ကူပါဘူး။အရှိကီကဆရာဝန်တဦးစီကနေစကားပြောဖို့9မိနစ်ပဲအချိန်ရခဲ့ပါတယ်။တခြားသူတွေဆိုရင်10မိနစ်လောက်အချိန်ပေးလေရှိပေမဲ့သူ့ကတော့9မိနစ်ပဲပေးတာပါ။ဒါဟာဆေးဝါးအယောင်ကိုစားတဲ့တယောက်အတွက်အလွန်တိုးတောင်းတဲ့အချိန်ဖြစ်ပြီးအဲ့ဒီအတွင်းမှာဆရာဝန်စိတ်ဝင်စားလာအောင်ပြောနိုင်ဖို့ကအလွန်အရေးကြီးပါတယ်။ လက်ရှိသုံးနေတဲ့ဆေးတွေထက်ဘာတွေပိုကောင်းလဲလို့ဆရာဝန်ကမေးလာတဲ့အခါသူကအချက်အလက်တွေကိုချက်ချင်းရှာဖွေပါတယ်။အတန်နဲ့ခိုင်းစီလို့ရတဲ့နည်းပညာကိုသုံးပြီးတခြားဆေးတွေနဲ့နှိုင်းယှဉ်ချက်တွေကိုစက္ကန့်ပိုင်းအတွင်းသိနိုင်အောင်လုပ်ပါတယ်။ဒီလိုနည်းနဲ့ဆရာဝန်ရဲ့မေးခွန်းတွေကိုအချိန်မဆိုင်ပဲဖြေကြားပေးနိုင်ခဲ့တာကြောင့်ဆရာဝန်ရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။ဒါပေမဲ့ဆရာဝန်ကနောက်တစ်ခါလာရင်တခြားအယောင်ဝန်တန်းကိုပါခေါ်လာဖို့ပြောလိုက်ပါတယ်။ ဆေးကြောင့်ဓမ္မကပဲဆရာဝန်နဲ့ယဉ်နီးမှုရအောင်ဝါသနာပါတာတွေကိုလည်းစကားစမိပြောရပါတယ်။ဆရာဝန်ကခေါက်ရိုက်ဝါသနာပါတာကိုတည်ထားတဲ့အတွက်ခေါက်တီးကြောင့်ပြောရင်စီယုံဟုကြိုးစားပါတယ်။ဒါပေမဲ့သူပြောတဲ့ခေါက်တီးရိုက်တာကတကယ်အပြင်ကခေါက်တီးမဟုတ်ပဲဗီဒီယိုဂိမ်းတွေကခေါက်တီးကြောင့်ဖြစ်နေတာကြောင့်ဆရာဝန်ကစိတ်ပြက်ပြီးပြန်ခိုင်းလိုက်ပါတယ်။ဆက်ဆံရေးတီဆောက်ဖို့ကြိုးစားတာကထင်သလောက်မလွယ်ကူပါဘူး။ နောက်ဆုံးအလုပ်ကတော့ဆေးရုံမှာဆေးဝါးအကြောင်းရှင်းလင်းပွဲလုပ်ဖို့ဖြစ်ပါတယ်။ဒီလိုပွဲမျိုးမှာဆရာဝန်တွေနဲ့ဝန်ထမ်းတွေကိုထမင်းဘူးကျွေးရင်ကိုယ်ဆေးအကြောင်းတင်ကြရပါတယ်။ထမင်းဘူးတွေကိုမာယူတာကအစကိုယ်တိုင်တည်ယူတာအထိဆေးဝါးအယောင်ကိုယ်စားလှယ်ရဲ့အလုပ်ထဲမှာပါဝင်ပါတယ်။ဒါပေမဲ့ကားမောင်းတဲ့အခါတတိမထားမိပဲထမင်းဘူးတွေပျက်စီးသွားတာကြောင့်ရှင်းလင်းပွဲမှာဆရာဝန်တွေကထမင်းဘူးကိုကြည့်ပြီးစိတ်ဆိုးကထွက်သွားကြပါတယ်။ ဒီအလုပ်ဟာကုမ္ပဏီကိုပြန်ဆရာမလို့ပဲအပြစ်မှတင်အလုပ်တင်လို့ရတဲ့အတွက်လွတ်လပ်တယ်လို့ထင်ရပါတယ်။ဒါပေမဲ့ကားမှတက်ဆင်ထားတဲ့ GPS စနစ်ကြောင့်သူ့ဘဲကိုသွားနေလဲဆိုတာအထက်လူကြီးကအမြဲသိနေပါတယ်။အလုပ်ချင်အတွင်းမှာဆောင်းနာသွားခဲ့တာကိုအထက်လူကြီးကဖုန်းဆက်ပြီးစူပူတာကြောင့်သူ့ရဲ့လိုအပ်ချက်တွေပေါ်သွားခဲ့ပါတယ်။စေဝါရောင်ကိုစားလဲတယောက်ရဲ့ဘဝဟာထင်တယ်လို့မချော်မွေ့ပါဘူး ဝင်ငွေကောင်းတဲ့ဒီအလုပ်ဟာကြည့်လိုက်ရင်တော့စမတ်ကြပြီးအေးဆေးနေလို့ထင်ရပေမဲ့တကယ်လက်တွေ့မှာတော့ဖိအားတွေအများကြီးရှိပါတယ်။အချိန်နဲ့အမျှရီမန်းချက်တွေပြည့်အောင်ကြိုးစားရသလိုအစစ်မြစ်နည်းပညာတွေကိုလည်းကျွမ်းကျင်အောင်လေ့လာနေရပါတယ်။ဒါဟာခေတ်သစ်အယောင်လောကမှာရပ်တည်နိုင်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့အချက်တွေပဲဖြစ်ပါတယ်။ဒီလိုမျိုးစိန်ခေါ်မှုတွေပြည့်နေနေတဲ့ဘဝအကြောင်းကိုသိရှိခြင်းကလုပ်ငန်းခွင်ရဲ့သဘောတဘာဝကိုပုံမနားလည်စေပါတယ်။